အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ My Perfume Collection နဲ့ကဒုတိယအမြောက်ဆုံးဖြစ်တဲ့ဗီဒီယိုဒုတိယဗီဒီယိုကတော့ကျွန်တော်ရဲ့ signature scent သုံးတာများတဲ့ signature scent ရဲ့ရေမွေးတစ်ခုနဲ့ပြောပြမယ်သူကတော့ Parfum de Marly ရဲ့ Hurtings ဖြစ်ပါတယ်ဒီရေမွေးကကျွန်တော်အရင်သုံးပြတဲ့ရေမွေးဖြစ်တယ်ပေါ့နော်ကျွန်တော်နဲ့အပြင်မှာတွေ့ဘူးတဲ့လူတွေဒီနံကိုရဦးကြတယ်ဆိုတော့Okay, so အနောက်ကမြေအရင်အယောင်ပြန်နေဘယ်လိုလုပ်လည်းမရဆိုတော့ဒီနေ့မှဆက်ပြောမယ်ချိုးတဲ့ရေမွေးကိုတဘောကြလားတက်သားရေမွေးကိုတဘောကြလားဥပမာဥပမာနော်တက်မွေးနံကိုကြိုက်လားဆိုရင်တက်မွေးထဲမှာကောင်းတဲ့တက်မွေးရေမွေးအများကြီးရှိရပေါ့နော် LV ရဲ့ Ombre Nomad တို့အများကြီးရှိရဒါပေမဲ့ကျွန်တော်ရဲ့အမြဲတမ်းသုံးဖြစ်တဲ့ရေပဲကျွန်တော်အပြင်မှာတွေ့ဘူးတဲ့လူတိုင်းဒီရေမွေးရဲ့အနံ့ကိုရဘူးတယ်ဆိုတော့ကျွန်တော်စပြီး spray လိုက်ရအောင်ဒီမှာပလင်းပုံစံဒီရေမွေးအကြောင်းရိုက်မှာဆိုတော့ဒီမွေးတိတ်တော့မရှိတော့ဘူးဘာလို့ဆိုတစ်နှစ်ကျော်ခဲ့ပြီဒါ2023အကုန်လောက်ကရှိတဲ့ရေမွေးပေါ့နော်ဆိုတော့2025တော့မှတဝက်လောက်ရှိပြီဆိုတော့အမြဲတမ်းသုံးဖြစ်တယ် Okay spray ရအောင်Atomizer လည်းရမ်းမိုက်တယ်ပေါ့နော်ကျွန်တော်ကရေမွေးတွေဆိုရင်အဲ့လိုမျိုးဒီ Atomizer spray ပေါ့နော်ဒီကအရမ်းမိုက်တဲ့ဟာမိုက်တဲ့ဟာတွေကိုကြိုက်တယ်ပေါ့နော်တချို့ဟာတွေဆိုတိတ်ပြီးတော့မထွက်ဟုတ်တယ်ခုနကကျွန်တော်ပြောရတဲ့အတိုင်းပဲချိုးတာကြိုက်ရင်ဒီရေမွေးတော့တက်သားအနှံ့ကြိုက်ရင်ဘာလို့ဆိုတော့ဒီထဲမှာတက်သားအနှံ့နှစ်ခုတော့ပါတယ်ဥဒီတက်မွေးနဲ့တစ်ကရိုနှစ်ခုပေါင်းထားတဲ့အနက်ဆိုတော့အဲ့နှစ်ခုကိုမှချိုးတဲ့ဟာလေးပေါ့နော်ဒီချိုးတဲ့အနက်အနောက်ကပြည့်ဖြည့်လေးလိုက်တာဒီဥအနက်ကြိတ်တဲ့လူဆိုလို့ရှင်တော့ဒါကတော့ try တင်နေရှိမွေး Tom Ford ရဲ့ဥဝတ်အနက်တော့ရှိတယ်ဒီ Tom Ford ရဲ့ဥဝတ် DNA ပါတယ်ပေါ့ဆိုတော့တင်ကTom Ford ရဲ့ဥဝတ်ကိုလူရန်သုံးတာများလို့မသုံးချင်ဘူးပြီးတော့ LV ရဲ့ Ombre Nomad ကြတော့လဲမဝယ်နိုင်သေးဘူးဆိုလို့ရှင်တော့ဒီမှာParfum de Marly ရဲ့ Hurtings ရှိတယ်ကျွန်တော်ရဲ့နှစ်တာတုံးထားတဲ့ experience အရာအရင်ကောင်းတယ်မိုးရာတီနဲ့လည်းလိုက်တယ်စောင်းရာတီနဲ့ဆိုပိုလိုက်တယ်အေးလီမိုက်လေးပဲဒီမိုးရကျွန်တော်ကတော့ဒီဥစ္စာကျွန်တော် signature scent ဆိုတော့နေရာတီလည်းစွတ်ခဲ့ဘူးတယ်နှစ်လုံးမှာနေရာတီလည်းစွတ်ခဲ့ဘူးတယ်မိုးရာတီတိတ်မစိုးဘူးမိုးရာတီကတော့ကျွန်တော် Tom Ford ထဲကဟာတွေစွတ်ဖြစ်တယ်ပြီးတော့ဒီစောင်းရာတီကတော့အများဆုံးဟုတ်တယ်အများဆုံးလို့ပဲပြောပါမယ်ရေမွေးစွတ်တာအခါ100မှာဆိုရင်စောင်းရတီထဲမှာပေါ့နော်စောင်းရတီထဲမှာရေမွေးစွတ်တာအခါ100ဆိုရင်80အခါ80လောက်ကတော့ဒီရေမွေးစွတ်ဖြစ်တဲ့စောင်းရတီပါဆိုတော့ဒီ Parfum de Marly ရဲ့ Hurtings ကဘယ်လိုပြောမလဲ projection ကအရန်လောက်ဖြစ်တဲ့ရေမွေးတော့မဟုတ်ဘယ်လိုပြောမလဲလောက်ဖြစ်ပြီးစူထွက်နေတဲ့ဒီကိုဝင်လာတဲ့အကုန်လုံးအဲ့လိုမျိုးဝါးကနေဖြစ်သွားတဲ့ရေမွေးမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးအနာကပ်ပြီးစကားပြောတဲ့ချိန်ကိုအသားထဲကနေထွက်လာတဲ့အနံ့လိုမျိုးပေါ့နော်အဲ့လိုမျိုးခံစားရတယ်ပြီးတော့ long lasting က8နာရီနဲ့12နာရီအထိခံတယ်ဆိုတော့အရန်မိုက်တဲ့ရေမွေးပါဒီလူတိုင်းသိပါတယ်ဒီတစ်မွေးနဲ့ချိုးတဲ့ဟာပေါင်းထားရင်အရန် sexy ဖြစ်တယ်အရန် manly ဖြစ်တဲ့ရေမွေး classic ဆန်တဲ့ရေမွေးပေါ့နော်ဆိုတော့ဒီရေမွေးဆက်လိုက်ရင်အလုံးကဟိုလိုမျိုးဒူဘိုင်းရောက်သွားတယ်လို့ခံစားရတယ် happy be come to Dubai အဲ့လိုမျိုးဒီရေမွေးကိုအများကြီးလက်ဆွတ်ဆရာမလို့ပေါ့နော်အများဆုံး5ချက်ကနေ6ချက်ထိလောက်ဆိုရင်တရက်တာလုံးလောက်ပြီသူကတော့8နာရီနဲ့12နာရီထိခံနေဆိုတော့ပြီးတော့ longevity projection တွေလည်းအရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဆွတ်ဆရာမလို့ budget ကတော့မြင့်တယ်ဒါပေမဲ့တင်းရဲ့ရေမွေး collection ထဲမှာရှိတဲ့နေလို့တော့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဥကောင်းတဲ့အနှံ့ဆိုတာနည်းနည်းတော့ရှားတယ်ဘယ်လိုပြောမလဲအခုဒီကောင်ရဲ့ပြိုင်ဆိုင်ပေါ့ပြိုင်ဆိုင်လို့လည်းပြောလို့မရဘူးဒီကောင်ကဒေါ်လာ440ပဲရှိတယ်ဒေါ်လာ900နဲ့ LV ရဲ့ Ombre Nomad ရှိတယ်ဒါပေမဲ့ဒေါ်လာ900နဲ့400လဲเนาะအနံ့က Ombre Nomad ကဥနဲ့ Rose နဲ့ပေါင်းထားတယ်ဒီကောင်ကတော့ဥနဲ့ Tigro ပေါင်းထားတယ်ဆိုတော့ဒေါ်လာ440ဆိုတော့ဘတ်နဲ့တွက်မယ်ဆိုရင်တော့ဟိုကပဲတွက်ကြည့်လိုက်တော့เนาะမပြောပြတော့ဆိုတော့ဒါတော့ရှိပါတယ်အခုချိန်ကြီးကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့တော့ဒီ Parfum de Marly ရဲ့
Hatching video ကျွန်တော်ရဲ့ဒီ My Perfume Collection Series 2ကတော့ဆုံးသက်တော့မှာဖြစ်ပါတယ်ဆုံးလက်တက်နေပြီပေါ့နော်ဆိုတော့နောက်တစ်ဗီဒီယိုမှာဘာယူမွေးလောက်ပါမလဲဆိုရင်တော့ကျွန်တော် hints ပြောရမယ်ပေါ့နော် Tom Ford ဖြစ်ပါတယ်ဆိုတော့နောက်တစ်ဗီဒီယိုမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်အားလုံးပဲ see you ပါ